Hello အားလုံးပဲမင်္ဂလာပါရှင်မတို့ရေတွန်းထွက်သဘာဝတွန်းထွက်စစ်စစ်တွေကို9 to 5 ထက်လေးနေပေါ့နော် EP အဆက်လိုက်လေးတွေကိုအစုံရှိရနော်ညီမလေးပြပေးမယ်နော်မတို့ဒါလေးဆိုလို့ရှိရင်သူရောင်ကြောက်လေးပါရှင်သူရောင်ကြောက်လေးပါနော်လက်တိုင်းလေးတွေအချင်းရမယ်ရှင်မတို့သူရောင်ကြောက်လေးပါဒါလေးဆိုလို့ရှိရင်မြစိန်လေးရှင်ဒါလေးဆိုမိုးကုန်းမြတိုင်အောက်ဆိုင်ဘူတဟူတာတိမြအတွက်အဆောင်ရတနာအနေနဲ့ဝစ်စင်လို့ရတယ်ရှင်မတို့ဒါလေးကတော့ပြောင်ကောင်းစိမ်းလေးပါရှင်ဒါလေးကတော့ပြောင်ကောင်းစိမ်းလေးပါနော်ဒါလေးကတော့ပြောင်ကောင်းစိမ်းလေးပါတဲ့ပြောင်ကောင်းစိမ်းလေးကို9 to 5ထက်လေးနဲ့ခတ်ထားပေးရရှင်ဒါလေးဆိုလို့ရှင်ဂါးနက်လေးရှင်မတို့ဒါလေးဆိုရင်ဂါးနက်ကလေးထည့်ထားပေးရနော်ဂါးနက်ကလေးဒါလေးကတော့ထပ်တရာကြောက်လေးပါရှင်ထပ်တရာကြောက်လေးနဲ့ထည့်ထားပေးရနော်အမျိုးမျိုးပေါ့နော်မတို့အမျိုးမျိုးစုံစုံရှိရဲသူဆိုလို့ရှင်ဘလူးတိုးဘက်လေးကိုသူကကြတော့လေနက်ဆွဲလေးနဲ့ထည့်ထားပြဒါကတော့ရေချူမောင်မွေးတဲ့မွေးပလဲလေးရှင်ရေချိုပလဲမွေးပလဲလေးပါလက်တိုင်းလေးရလေလေးအချက်ရမယ်ရှင်မတို့မွေးပလဲလေးနဲ့ပါနော်ဒါလေးကတော့မဟူရကြောက်ပါရှင်မဟူရကြောက်လေးရှိမယ်ဒီမှာနော်ဒါလေးဆိုလို့ရှိရင်ခရမ်းဆွဲလေးပါနော်မတို့လိုချင်တာရချင်တာလေးတွေကိုညီမလေးကိုလေအဆက်လေးယူပြီးမှပေါ့နော်လိုချင်တာလေးပြောခဲ့ပြီးလို့ရတယ်ဒါလေးကတော့ spin နဲ့ရောင်စုံလုံးချောလေးရှိ spin နဲ့ရောင်စုံလုံးချောလေးဒီမှာခရမ်းဆွဲရှိဒါလေးဆိုခရမ်းဆွဲဒီဇိုင်းသူကကျတော့ကုရှင်လေးတွေနဲ့ထည့်ထားပြီးရနော်ဒါဆိုလို့ရှိရင်နေထွဲကြနိုင်လေးပါနော်နေထွဲကြနိုင်လေးပါရှင်ပြောင်ကောင်းစိမ့်ဆက်လေးရှင်ဒါလေးကပြောင်ကောင်းစိမ့်လေးဒါလေးဆိုလေသူ့ရောင်လေးနောက်တစ်ဆက်ချက်ရှိသေးရနော်မတို့ဒါလေးဆိုပြောင်ကောင်းစိမ့်ပွင့်ကောက်ဆိုင်လေးတွေနဲ့ပဲထည့်ထားပြီးရနော်မတို့ညီမလေးကလေဈေးနှုန်းလေးတွေတော့မပြောပြတော့ဘူးနော်မတို့ဘာလို့ဆိုတစ်ဆက်လေးတွေကလေဈေးနှုန်းလေးတွေမတူလို့ပါရှင်ဈေးနှုန်းလေးမတူလို့ပါဒါလေးကတော့ခရမ်းဆွဲလေးပါဒါလေးကတော့ဖျဲဥရောင်စုံလေးပါရှင်ဖျဲဥရောင်စုံလေး9 to 5ထည့်လေးနဲ့ပဲတုံးထားပြီးရနော်မတို့ရေဒါဆိုမဟုတ်ရအဆက်ကြီးလေးဒါကတော့ခါနဲ့လေးတပွေနေလေးတွေပေါ့နော်ညီမလေးနဲ့မှလက်လီလက်ကားလေးလည်းပြန်ပြီးတယ်နော်မဒါလေးဆိုဟွာလေးနော်ပြောင်ကောင်းစိမ့်ဆက်လေးတွေပါရှင်ကဲမမတို့လိုချင်တာရချင်တာလေးရှင်ညီမလေးကိုပေးမစင်ညာနေပဲပေါ့နော်ဆက်တွဲဘိုက်ဘာအနေပဲလာပြီးတော့နော်အဲ့လိုမျိုးမေးမြန်းလို့ရတယ်နော်ကိုမမလေးဒီမှာရှင်ဒီလိုမျိုးလေးအစုံရှိရနော်မတို့ဒီမှာညီမလေးကကြောလေအစုံကိုပြထားပေးရနော်မမတို့လိုချင်တာရချင်တာလေးရှင်ညီမလေးကိုပြောခဲ့ပြီးပါရှင်